အားလုံးပဲမင်္ဂလာပါဟာရပဇာကျွန်တော်တင်နေကြောင်းစီရဆန်းစစ်ပါဆရာတို့ဒီနေ့ကတော့ဤတို့တို့ဒီချက်ပြုနည်းရဲ့အခန်း7ကနော် GFT တို့ဆရာတို့ run sheet လေး share လုပ်ပေးသွားပါမယ်နောက်တူတူဖတ်ကြည့်အောင်နော်1番すいませんこのワンピース何々いいですかどうぞနော်ဒီ one piece နော်ဒီ one set လေးကိုကျွန်တော် color လုပ်ကြည့်လို့ရမလားတဲ့နော်လုပ်ကြည့်ပါဗောအဲ့တော့ခေတ္တမိတယ်မို့いいですかဝစ်ကြည့်ခြင်းတဲ့သဘောပါနော် okay 2番どの T シャツがいいですかビキロがいいですနော်အဲ့တော့ဘယ်ရှမ်းကြီးကောင်းမလဲဒီမှာရှမ်းကြီးရောင်းဆုံးရှိရနော်ဝါရောင်လေးကကောင်းတယ်ဝါရောင်ရှက်ဆိုရင်ကောင်းမယ်နော်ဒီမှာရှက်ဆိုတာကိုကိုစားပြုနိုင်တဲ့အားကနော်ဆိုတဲ့အသုံးလုံးဖြစ်ပါတယ်โอเค3番これはちょっとないなに L サイズありませんかဒီအားကျွန်တော်ねနော်スギマスကဆရာတို့နော် verb တင်နဲ့တွေ့ရင် mass form ဖြစ်ပါတယ် adjective နဲ့တွေ့ရင်တော့ဆရာတို့ adjective e adjective ဆိုရင် e ပြန်ဖြုတ်ပြရမယ်နော်ချီစာスギマスသေးလုံးလားနော်ဒီအားသေးလုံးလို့တဲ့နော် site ကြီးမရှိဘူးလားလို့မေးတာပါโอเคရုံးမှ昨日フードコートでバッグないなにそれは大変でしたねမနေ့က food court မှာနော်သွားဆိုင်နေအိတ်ကိုတဲ့ဘာဖြစ်သွားလဲဒူရာတယ်မတ်စတာအိတ်နော်ပျောက်သွားတယ်ပေါ့နော်အိတ်ယူသွားတာခံလိုက်ရတယ်โอเคကောပန်ショッピングモールに傘をないなにしまいましたအဲ့တော့しまいましたရှိမှာတဲ့ပုံဖြစ်ပါတယ်忘れてしまいましたショッピングモールမှာနော်ဇွဲထရိန်နဲ့ထိမိကျင်ခဲ့တယ်နော်ဒိုးしましたကပြုတ်ပြရတယ်ဟိုမှာဒီမှာကြည့်နော်ဒီကဝန်ထမ်းမိတယ်ဘာဖြစ်လို့ဂျီတန်ရှာကာဒီမှာဆိုကျွန်တော်စပိန်မရှိတော့ဘူးတဲ့ခမိုရှင်မှာဆန်ဖြစ်သွားပြီလားမသိဘူးဘာဖြစ်သွားလဲလူစုမာတဲ့တာခုခံလိုက်ရပြီလားမသိဘူးပေါ့နော်โอเคနာနာဝါတာရှိဝဟာဒဲနာဤတို့ကအာမာရီစကီဂျာဒီမှာဆန်ဟာဒဲနာဤတို့ဒီဘယ်ဤတို့ကဟာဒဲဆိုတဲ့နော်ဆရာတို့တောက်ပြောင်တဲ့အရာကိုကူစားပြုနေကျွန်တော်ကတောက်ပြောင်တဲ့အရာကိုမကြိုက်ဘူးပေါ့နော်ပေါ်လွင်တဲ့အရာကိုမကြိုက်ဘူးဆိုတော့ဒီမှာပေါ်လွင်လုံးတဲ့အရာนี่เนาะဒီအနီရောင်ဆမ်းမှန်ပဲဖြစ်တယ်မှာလေโอเคဟာချိပန်အာနော်စိုက်ဖို့နိုင်နာနေ on the စကားဒိုရိတ်တိမဆန်ကဒီကိုရောက်မနေဘူးလားကျွန်တော်เนาะစိုက်ဖို့တစ်ခုကိုကျွန်တော်ကဘာဖြစ်တာလဲနာကူစတန်တက်စကကျွန်တော်ကြပြောက်ခဲ့လို့เนาะဒီကိုမရောက်ဘူးလားဆိုပြီးတော့ရဲထားတာမှာစုံစမ်းတဲ့သဘောဖြစ်ပါတယ်ကျူဘန်အားတဲ့ smart ဟိုကနိုင်ဘွန်တိုနိုင်နိုင်နိအတဲမီတို့ငါဖုန်းလည်းမရှိတော့ဟုတ်လားတကယ်ကြီးလားအဲ့ဒါဆိုရင်မင်းဘယ်ကိုသွားကြည့်ပါလားเนาะအဲ့တော့formation information automation เนาะအဲ့တော့ information เนาะသတင်းချက်လက်စုံစမ်းရန်ကောင်းတာကိုတွားကြည့်ပါဆိုတဲ့အဓိပ္ပာယ်ပါဟုတ်ပြီအဲ့တော့ smartphone တော့တကူချောကိုရှင်းတဲ့ कुरा ဆိုင် smartphone ရဲ့ထူးခြားချက်ကိုပြောပြပါတယ် B inuno ခွေးပုံလေးပါတဲ့ကွက်လက်ကဆွီတိတ်မှာဆိုเนาะထားတယ်နောက်ကွက်လက်ကိုတတ်ထားတယ်ပေါ့เนาะအဲ့တော့ခွေးပုံပါတယ်ပါလေခါပါဖြစ်ပါတယ်เนาะဖုန်းကပါတတ်ထားတဲ့သဘောပါ high juice ခိရိုင်နာဤတို့เนาะ scat က探してスカートを探していますအယောင်လှတဲ့နော်စကတ်တဲ့ရှာတဲ့အယောင်ဖြစ်တဲ့ကြောင့်ဖြစ်နော်ခန်းကြီးကစမ်းပန်ပြမယ်ဂျူနီဝတ်တရှိဝယောကူအဝီတီရှပ်စ်ကိုခိမစကျွန်တော်ရတဲ့နော်ပြရောင်ရှယ်ကြီးကိုခဏဝီလေးရှိတယ်အဝီကအကြည့်ပန်ပြရမယ်နော်စမီမာဆန်ကိုနိုရှတ်ရှီရိုနိုအမ်ဆိုင်ဇူအာရီမတ်ကာဟိုင်ဟိုမာအိုမိုချီရှိမှာဟုတ်ကဲ့ကျွန်တော်တွားယူခဲ့မယ်နော်ရှီရိုဒီခန်းကြီးရဲ့နော်ယောမီခတာကရှီရိုဖြစ်ပါတယ်ဂျူယွန်ဘန်ဒိုနာစမဟိုဒက်စ်ကဘီ iPhone တော့ခူရိုဒက်စ်ခူရိုဆိုတဲ့အမဲရောင်ခန်းကြီးဒီအကြည့်ဖြစ်ရမယ်။ Okay セタいかがでしたかこの赤にしますအနီရောင်ခန်းကြီးဖြစ်တဲ့ကြောင့်အဖြေကနိဗ္ဗာန်ပဲဖြစ်ရမယ်နော်။ Okay အဲ့ဒါဆိုရင်ဆရာတို့ဆက်ပြီးတော့ကြည့်အောင်ဂျူလို့ခိုင်းမလို့တိုကီနာနီနာနီအိုနာကာကအီတာခုနာရီမစတာဟုတ်ပြီဒီညမှာတော့ focus ရှိပါ Q နီဇေဝရင်နဲ့ရုပ်တရက်ဘိုက်စာလာတာနော်このレストランは女性に人気があります。ဒီခန်းရဲ့読み方က女性မိန်းကလေးဖြစ်ပါတယ် Okay 18この店は何時までနော်ရှိတယ်မတ်ကဒီခန်းရဲ့読み方အေဂီယိုတန်ရှိပါမယ်နော်ဂီယိုမှာအဲ့အတွက်ကြောင့်ဆမ်မန်ဖြစ်ပါတယ်19နော်လေကြီးဝဒုက္ခですかこちらですနိုင်နာနီရှိますကျွန်တော်လိုက်ပြပေးမယ် go and နိုင်ရှိますနော်ဒီဘက်မှာဖြစ်ပါတယ်ကောင်တာကငွေရှင်းတဲ့နော်နေရာကはい23階の男性用トイレに鍵の落とし物がありました。နော် သုံးတမရှိတဲ့မျိုးသားဆရာတို့နော် toilet restroom မှာတဲ့နော်တော့တစ်ချောင်းကြပြောက်တာနော်တွေးထားတယ်ပေါ့အဲ့တော့ dance မျိုးသားဖြစ်တဲ့အတွက်ကြောင့်အဖြေသည် auto ကိုပါတဲ့ခန်းကြီးပြရမယ်နိဗ္ဗာန်ချက်ကိုရှိမှာရှော Okay အဲဆိုရင်ဆရာတို့ဒီမှာနော်သွားပြီးတော့ check in လုပ်ကြည့်ရအောင်Okay ဒီမှာကတော့ဆရာတို့နော်အဖြေအကြောင်းကြီးရွေးတာလဲအဖြေကမှန်သွားပါတယ်နော်အဲ့ဒီနောက်ဆက်ကြောကခိုးတဲ့
終わりにしたいと思います。皆さん、動画ビデオにいるの、like and share のページをダウンするまで、はい、お疲れ様でした。ありがとうございます。